ဒီနေ့တော့ဒူဘန်းနေပြီးတော့ပြင်မနာဒီ expert ကနဲ့ဓာတ်ရဲ့စီးပြန်လာတာကားဘွားစင်စင်ချင်းပဲပြန်လဲပင်မှာဘိုက်ကလည်းစာနေရတဲ့ဒီဘောက3ကောင်းဝင်တွေကစမ်းတစ်တစ်စားတော့ဆိုင်မှာပဲဝင်ဆွဲခဲ့လိုက်ပါတယ်ဒီဆိုင်ကိုဘောကဥပြူလို့လည်းသိကြပြီးတော့ဆိုင်ဖွင့်တာတော့6နှစ်ခွန်တော့ရှိပါပြီဗတော့ပင်နေလည်းရှိတာမလို့အေးလူလူနဲ့ထိုင်ရတာလည်းအဆင်ပြေပါတယ်တောက်ဆရာဘီယာကတော့ border ABC chan admin ဆိုပြီးတော့4မိနစ်ရရှိနိုင်ပါတယ်ကျွန်တော်တော့ border လေးပဲရွေးလိုက်တယ်တကြီးမရှိရင်ရွာစုအမီးမရှိရင်အပူမှဆိုလို့အမီးလေးနဲ့မာတာရှိတယ်အဲ့ဒါလေးနဲ့မိတ်ဆက်ပေးမယ်ဒါလေးကတော့ကရှင်ငါပေါင်းသူကငချင်းဖြူသုံးထားတာငါးလဲစားခြင်းနဲ့ပွဲကြီးလဲမလို့ခြင်းဘူးဆိုလို့ရှင်တော့ဒါလေးကအဆင်ပြေပါတယ်ဒါကဘောကဥပြူစိတ်လက်ပတ်ထောင်းသူကစိတ်လက်ပတ်ထောင်းထဲမှာပစုံကြောင်လေးပါထည့်ပေးထားတာပေါ့ပွားနဲ့မြည်မယ်ဆိုလို့ရှင်တော့ဒီဥစ္စာလေးရွေးချက်တင်ပါတယ်ဘီယာအေးလေးတောက်လိုက်စိတ်လက်ပတ်ထောင်းလေးစားလိုက်နေတော့တော်ရတာရှိတာဒါကတော့ဒီဇိုင်းရဲ့မင်းသားကြီးစိတ်ယူနဲ့ပဲနဲ့ရှက်တာ FOC ချပေးတာနေတိုင်းလဲရတယ်ဒီဇိုင်းရဲ့ signature လို့လည်းပြောပါတယ်ဟုတ်တယ်ဖြစ်နိုင်တယ်တော်ကောင်းတာညဒါနဲ့ဘေးရရင်ဆိုတော်မိုက်မီးအောင်မလို့ဗျာကျန်တဲ့ဟင်းမွေးတော်မလို့တော့ဒါပြန်သိမ်းသွားရတော့ဒါလေးကတော့ဒွေးကစ်တော့သူကဘယ်သူကြောင့်နန်းချင်းလက်ဖက်ခန်းရှင်နဲ့တုတ်ထားတာအရသာတော့ရှင်းရှင်းဆက်ဆက်လေးဘီယန်နဲ့မြည်မယ်ဆိုတော့တကယ်လိုက်ပါတယ်ဒီဟင်းမွေးကတော့ရသမားဟင်းဒီရသမားဟင်းကဘယ်ကနေဘလို့စားဖြစ်လာတာတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တာကတော့ရသမားတက်ကအိမ်ကိုပြန်လာမယ်မူးပြီးတော့ဘိုက်တွေစားမယ်စားစရာမရှိတော့မရှိတာအကုန်ထက်ပြုတ်ရှက်ပြုတ်ရင်းနဲ့ပဲဒီလိုအရသာဖြစ်လာလားဒီလိုဟင်းမွေးဖြစ်လာလားတော့မသိဘူးပေါ့နော်ဒီထဲမှာကကြက်သားပင်လဲစားအသီးရွက်အစုံလင်ပါတယ်အရသာလေးလည်းတော်တော်လေးကောင်းပါတယ်ဇုံလေးလည်းပါအလီစီတော့ဒါကတော့ကျွန်တော်အကြိုက်ဆုံးဟင်းဝဲကြက်ရှင်ငံကျွတ်ကြော်သူကကြက်သားကိုကျွတ်နေအောင်ကြော်ထားပြီးတော့ဒီ sauce နဲ့ပြန်လှိမ့်ထားတာပေါ့နော်အဲ့တော့အရသာလေးကတကယ်ကိုရှင်ငံဆက်လေးတော်တော်လေးကိုစားလို့ကောင်းပါတယ်ဗျာအဲ့တော့ဒီဆိုင်မှာကပေါ့ပါအမီးလေးတွေရတယ်ဟင်းမွေးကြီးတွေရတယ်ဆိုင်ထိုင်တာနဲ့ပြောင်းမှုကြော်စိတ်ပဲ FOC ရှာပြရတဲ့ကြောင့်ဒါဘတ်ဂျက်လည်းရွှေ့တာပြီးသားဖြစ်တယ်ပေါ့နော်ဒီအကောင့်ကြီးအနှစ်မများလေးကတော့9ခဲဘက်လေးပါဟိုးနည်းနဲ့ကြိုင်စဲထရလားသူကငါ့ကိုကျွတ်နေအောင်ကြော်ပြီးပြန်กินထားတာဆိုတော့အယိုးပါဝါးစားလို့ရပါတယ်အယိုးပါဝါးစားလို့ရတယ်သူ့ရဲ့အရသာကရှင်ရင်ဆက်ဆက်လေးဒိုက်ဆိုရပါလည်းမနှံဘူးသူ့ရဲ့အနှစ်အရသာလည်းကောင်းတော့ဒီထမင်းဖြူနဲ့တွဲစားမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ကဲနောက်ထပ်ပို့ပပမြည်လို့ရအမီလေးဒါလေးကတော့အပြည့်ကြောက်လေးသူကလည်းဘီယာနဲ့ဆိုတိတ်လိုက်တာအနေရောဒီဟင်းမွေးလေးကတော့ဝက်နံယူကျွတ်ကြော်လေးပါသူကဝက်နံယူတူသူကဂျုံနဲ့ကပ်ပြီးတော့ကြော်ထားတာပေါ့နော်ကျွန်တော်တော့ဂျုံကပ်ကြော်သိမ့်မကြဘူးဝက်နံကိုဒီတိုင်းကျွတ်လေးကြော်ထားတာတော့ပိုကြိုက်ပါတယ်အရသာလေးကတော့ကောင်းပါတယ်ဒီမကြီးရှင်လေးနဲ့တို့စားကြီးတော်တော်လေးကိုမိုက်တာညနေခင်းပိုင်းဆိုလို့ရှိရင်လည်းအကင်းအစုံလေးရရှိနိုင်ပါသေးတယ်ဒီဥစ္စာလေးကတော့ဒီဆိုင်မှာရရှိနိုင်တဲ့မီနူအပြည့်စုံလေးပါခင်ဗျာဆိုင်လိပ်စာလေးကတော့နေပြီးတော့ဘောကတီတီကောင်းဝန်းတောင်ဘက်တန်းမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့ကြအားလုံးကျေးဇူးတင်ပါတယ်နေပြီးတော့အတွင်းအိမ်နဲ့ရအမားယူသုံးဆောင်လိုပါကကျွန်တော်တို့ NPT Delivery တွင်ဆက်သွယ်လိုက်ပါခင်ဗျာ